Facebook monetization ကနေလာစဉ်ဒေါ်လာရှာဖို့ဆိုရင်ဗီဒီယိုတွေအလွှဲတင်ရုံနဲ့မရပါဘူးဒီအချက်တွေကြိုမသိရင်အချိန်ကုန်ပါမယ်ပထမဆုံးအရေးကြီးတဲ့အချက်ကနိုင်ငံပါပဲမြန်မာနိုင်ငံကနေတိုက်ရိုက်လျှောက်လို့မရသေးပါဘူး eligible country မဖြစ်မနေလိုအပ်ပါတယ်ဒါကြောင့်ထိုင်းစင်ကာပူ US လိုနိုင်ငံတွေမှာရှိတဲ့ယုံကြည်ရတဲ့သူကိုအရင်ပေးရပါမယ်ပြီးရင် payout account ကြိုချိတ်ထားရပါမယ်ဒုတိယအချက်က content တင်တဲ့ပုံစံပါ follower နဲ့ watch time မြန်မြန်ပြည့်အောင်လို့ video ရှေ့တင်မကပဲတခြားဟာတွေပါတွဲပြီးသုံးပေးရပါမယ်အထူးသဖြင့် reels တွေကိုပါမဖြစ်မနေတွဲတင်ပေးပါ algorithm သဘောတရားအရာ reels တွေက reach ပိုရလွယ်လို့သင် page ကိုအမြန်ဆုံးကြီးထွားစေပါတယ်တတိယအချက်ကမူပိုင်ခွင့်အပိုင်းပါသမ ्या ဗီဒီယိုကိုယူတင်ရင် unoriginal content ဆိုပြီးငွေရှာခွင့်လုံးဝကိုပိတ်ခံရပါလိမ့်မယ်ဒါကြောင့်ကိုပိုင် content တေချာဖန်တီးပါမစင်စားတတ်ရင် AI tools တွေအကူအညီယူပြီးကိုပိုင် voice over နဲ့တေချာ edit လုပ်ပြီးမှတင်ပေးပါနောက်ဆုံး pro tip အနေနဲ့ payout ချိတ်တဲ့အခါမြန်မာ IP နဲ့လုံးဝမဝင်ပါနဲ့ admin ရှိတဲ့နိုင်ငံကနေပဲအကုန်လုံးကိုလုပ်ခိုင်းဖို့အရေးကြီးပါတယ်ဒီအချက်တွေပြည့်စုံမှယုံကြည်မှုရှိစတင်ပါ Facebook page အမှန်ဖွင့်နည်းနဲ့ payout ချိတ်နည်း tutorial ကိုလိုချင်ရင် comment မှာ start လို့ရေးခဲ့ပါ